အားလုံးပဲမင်္ဂလာပါကျွေဒီနေ့ဗီဒီယိုထဲမှာတော့ verb တစ်လုံးနဲ့ကိုသုံးပြီးတော့ပေါ့နော်ကိုသိထားတဲ့ grammar သင်ခန်းစာတွေထဲမှာထည့်ပြီးတော့ speaking ဘယ်လိုလေ့ကျင့်လို့ရမလဲဆိုတာလေးကိုတစ်ချက် sharing လုပ်ပေးချင်ပါတယ်အခုဒီသင်ခန်းစာမှာတော့ကျွေ eat eat ဆိုတဲ့ verb လေးကိုကျွေထားတယ်ဗီဒီယိုကြည့်ပြီးလို့အဆင်ပြေတယ်ဆိုလို့ရှိရင်တော့တခြား verb တစ်ခုခုကိုအစားထိုးပြီးတော့ဆက်ပြီးတော့လေ့ကျင့်လို့ရတယ်နော်ဒါဆိုရင်တစ်ချက်ကြည့်ကြည့်အောင်ကျွေဒီမှာတော့အကုန်လုံးခြုံပြီးတော့ပဲရေးထားတယ် present ကI am eating ဆိုရင်တော့ present continuous I eat verb 1နဲ့သုံးထားတယ်ဆိုဒါတွေက present simple ဒီအောက်မှာတော့ present perfect ဒါပေမဲ့ဒီမှာတော့ကျွေအကုန်လုံးပဲခြုံရေးထားတာပေါ့နော်ဘာလို့ဆိုတော့ဒီဗီဒီယိုကကြတော့အထူးသဖြင့်ဥမာ tense မသိသေးတဲ့မောင်နှမတွေအတွက်ရည်ရွယ်တာမဟုတ်ဘူးတော်တော်များများက grammar သင်ခန်းစာတွေသိတယ်ဒါပေမဲ့ sentence တွေလုပ်ဖို့အတွက် speaking လေ့ကျင့်ဖို့အတွက် idea မရှိဘူးဆိုတဲ့မောင်နှမတွေအတွက်ရည်ရွယ်ပြီးတော့လုပ်ပေးထားတာမဟုတ်လို့ကျွေဒီလိုမျိုးရောပြီးတော့ရေးထားတာနော်ပုံမှန်တော့ဟိုလိုမျိုးတစ်ခုချင်းစီရှင်းပြတယ်ဆိုရင်တော့ဒီလိုမျိုးအကုန်လုံးရောလိုက်တာမျိုးတော့မရှိဘူးအဲ့တော့ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်ဒီ eat ကိုပဲသုံးမယ် I am eating dinner now ငါအခုညစာစားနေတယ် I eat dinner every night ငါညတိုင်းညစာစားတယ် I eat dinner at home ညစာကိုအိမ်မှာပဲစားတယ် I eat dinner with my family ညစာကိုကိုကမိသားစုနဲ့အတူစားလေးရှိတယ်နောက်တစ်ခုက I have eaten my dinner စားပြီးပြီညစာစားပြီးပြီပေါ့နော်ဆိုတော့အခုဒီမှာဆိုလို့ရှိရင်ကျွေ present tense ကိုပေါ့နော် continuous ရဲ့ present simple ရဲ့ present perfect ရဲ့သုံးခုသုံးထားပြီးတယ်အဲ့တော့ idea လေးစပြီးတော့ပေးမယ်ဆိုလို့ရှိရင်ကိုက dinner စားတယ်ပေါ့နော်ဒီနေရာမှာအစားထိုးလို့ရတယ် I eat dinner ဆိုတဲ့နေရာမှာမုတ်စားတယ်ဆိုရင် snacks အသီးအနှံတွေစားတယ်ဆိုလို့ရှိရင် fruit vegetables ဒါမျိုးလေးတွေထည့်ပြီးတော့သုံးရလို့ရတယ်ကွာဒီလိုနေရာလေးတွေမှာအစားထိုးပြီးတော့နောက်ထပ်ကိုက sentence အသစ်လေးတွေထပ်ပြီးတော့လုပ်လို့ရပါတယ်နောက်တစ်ခုကကြတော့အခုဒီ past tense ကိုသုံးမယ်ဆိုရင် I ate dinner yesterday မနေ့ကငါ dinner စားခဲ့တယ် I was eating dinner at 7 o'clock 9နာရီတုန်းကငါညစာစားနေတာ I was eating dinner when you called နေဖုန်းဆက်တဲ့အချိန်တုန်းကငါညစာစားနေတာဒီမှာကတော့ဒီ past tense ကိုဒီနှစ်ခုပဲထည့်ပေးထားတယ် future ကကြတော့ I will eat dinner at home tonight ငါဒီညအိမ်မှာပဲညစာစားမယ် I'm going to eat dinner with my friends ငါဒီညစာကိုတကယ်ချင်းနေနဲ့စားမှာဆိုတော့ဒီမှာရေးထားတဲ့ sentence တွေအကုန်လုံးဒီကျွေ eat တခုတည်းကိုပဲသုံးပြီးတော့ဒါ sentence တွေလုပ်ပြထားတာပေါ့နော်အဲ့တော့တကယ်တော့အခုလေ့လာနေတဲ့အင်္ဂလိပ်စာမှာ general English ကိုလေ့လာနေတယ်နေ့စဉ်လုပ်တဲ့ဟာတွေပြီးတော့ထမင်းစားရေတောက်ပေါ့နော်ကိုပြောတော့မယ်ဆိုလို့ရှိရင်ဒါတွေအကုန်လုံးကပြောရမယ်ဆိုရင်လေဒီ tense တွေတဲကိုပဲဟိုဘက်ကိုထည့်လိုက်ဒီဘက်ကိုထည့်လိုက်အမျိုးမျိုးလှည့်ပတ်ပြီးတော့သုံးနေရပါတော့နော်ဒါကတော့ကျွေဒီမှာရေးစရာနေရာလဲအရင်မရှိလို့ဒီသုံးခုပဲလောက်ထားပေးတာတကယ်လို့ရတဲ့မောင်နှမတွေကကြတော့လေဥမာတခြား grammar lesson တွေမှာထပ်ထည့်ပြီးတော့သုံးလို့ရတယ်ဥပမာ have to ကိုသုံးမယ်ဆိုရင်ထားပါတော့ကို့ဒီနေ့အပြင်မှာမုတ်သွားစားဖို့တကယ်ချင်းကထမင်းသွားစားဖို့ခေါ်တယ်မဟုတ်ဘူးငါဒီနေ့ညအိမ်မှာပဲစားရမှာဒီနေ့ညအိမ်မှာငါတို့ family dinner ရှိတယ်ဒီနေ့ကဖေဖေမွေးနေ့မို့လို့ I have to eat dinner at home tonight ဒီလိုမျိုးလေးပေါ့နော်အဲ့တော့ဘာလဲဆိုတော့ခုနလို have to နဲ့လည်းတွဲပြီးတော့သုံးလို့ရတယ်have to ထဲမှာလည်းထည့်ပြီးတော့သုံးလို့ရတယ်နောက်တစ်ခုကဥပမာ can't လုံနိုင်တယ်မလုံနိုင်ဘူးဆိုတော့တခြားသင်ခန်းစာတွေမှာလည်းထည့်သုံးလို့ရတယ်အဲ့လိုပဲဥပမာပေါ့နော်ဒီနေ့အိမ်မှာဘယ်သူမှမရှိဘူးဖေဖေနဲ့မေမေနဲ့ခရီးသွားတာငါတို့ဒီနေ့အပြင်မှာထွက်စားလို့ရတယ်ငါတို့ထွက်စားနိုင်တယ်ပေါ့နော်ဒါဆိုလို့ရှိရင် we can eat out today အဲ့တော့ can နဲ့တွဲပြီးတော့ထပ်ထည့်ပြီးတော့သုံးချင်လဲသုံးလို့ရတယ်ပြောချင်တာကဒီ present tense past tense future မှာပဲထည့်ရတာမျိုးမဟုတ်ဘူးခုနကကြွေးပြောထားတဲ့have to ဆိုလို့ရှိရင်လည်းသုံးလို့ရတယ်နောက်တစ်ခု can't အဲ့ဒီမှာထည့်ပြီးတော့သုံးချင်တယ်ဆိုလို့ရှိရင်လည်းသုံးလို့ရတယ်နောက်တစ်ခုကကြတော့ဟိုလို used to တို့ဘာလို့သင်ခန်းစာတွေမှာလည်းထည့်သုံးချင်တယ်ဆိုရင်သုံးလို့ရတယ်ဥပမာတချို့တွေဆိုလို့ရှိရင်ကွာဟိုးရင်တုန်းကညစာစားတယ်ညစာမစားရရင်မနေနိုင်ဘူးဒါပေမဲ့နောက်ပိုင်းမှာလေ့ကျင့်ခန်းတွေလုပ်တယ် diet တွေလုပ်ပြီးနောက်ပိုင်းမှာညစာကိုမစားတော့ဘူးဒါမှမဟုတ်ရှင်လည်းညနေ6နာရီကျော်ရင်မစားတော့ဘူးပေါ့တခုခုပေါ့နော်ဒါဆိုရင်ငါအရင်တုန်းကတော့ညစာစားလေ့ရှိတယ်ဆိုရင် I used to eat dinner အဲ့ခါကျတော့ခုနကကျွေးပြောထားတဲ့ဒီမှာရေးထားတဲ့သင်ခန်းစာတွေအပြင်ကျွေးဒီတိုင်းရှင်းပြသွားတဲ့ grammar lesson တွေမှာလည်းထည့်ပြီးတော့သုံးလို့ရပါတယ်အဲ့တော့ကိုကဒီမှာတော့ grammar ရထားပြီးသားမောင်နှမတွေအတွက်ရည်ရွယ်ထားတာဆိုတော့လေကိုကဒီ tense လေးတွေကိုပြန်ပြီးတော့စစ်တဲ့အခါကြလို့ရှိရင်စစ်တဲ့နည်းလေးကိုကျွေးပြပေးမယ်နော်အဲ့တော့ present continuous မှာဆိုရင် तू ကလေဒီ grammar lesson တွေကလေ့လာတဲ့အခါမှာနှစ်မျိုးပဲမှတ်ရမယ်ဘာလဲဆိုတော့ဘယ်နေရာမှာသုံးတာလဲဘယ်လိုသုံးတာလဲဒါကတော့
ဘယ်နေရာမှာသုံးတာလဲဆိုတာကိုတော်တော်များများသိပြီးပြီလို့တော့ထင်တယ်လေ့လာနေတဲ့မောင်နှမတွေဆိုရင်အဲ့တော့ဘယ်လိုသုံးရတယ်ဆိုတဲ့ဟာပေါ့နော် rules လေးတွေကိုပဲကြည့်ပြောလိုက်မယ်အဲ့တော့ present continuous ဆိုရင်ကိုသုံးတဲ့အခါမှာဘာပါမလဲ am စာပါမယ် verb ing ပါမယ်အဲ့ဒီအရာကိုခြံထားခဲ့လို့မရအောင်အဲ့လိုပဲ present simple မှာ eat eatဒီမှာကျတော့ am စာတွေမပါဘူး ing တွေမပါဘူးအဲ့လိုပဲ present perfect မှာ have plus verb 3ဖြစ်တာမယ်have plus verb 3ဒီမှာ ing တို့ am စာတို့လာထည့်လို့မရအောင်သူ့နေရာနဲ့သူပေါ့နော်သုံးတဲ့ဟာ past simple မှာဆိုလို့ရှိရင်လည်း88ဒါကိုသုံးတဲ့ verb ကမှန်ရမယ် past continuous မှာဆိုရင် was were plus ing continuous ကိုသုံးပေးထားတယ်ဒီလိုမျိုးလေးတွေပေါ့ဒါတွေကတော့သိပြီးသားဖြစ်မှာပါနောက်တစ်ခါ future ဆိုလို့ရှိရင် will အနောက်မှာပါပဲလိုက်တယ်ဒီမှာ ing တွေပေါင်းလို့မရအောင်I am going to ဆိုလို့ရှိရင်တော့ဒီမှာ am စာပါမယ် going to နဲ့အနောက်မှာပါသုံးမလဲဆိုတော့ဒီကျူတို့ grammar လေ့လာတဲ့အခါမှာသူ့ဟာနဲ့သူသုံးရမယ့်နေရာလေးတွေကတီးတန့်သတ်မှတ်ထားပြီးသားအဲ့တော့အဲ့ဒီရဲ့ဘောင်ကိုကြော်ပြီးတော့သုံးလို့မရဘူးဆိုတော့ဒီနေရာမှာ eat ပြီးသွားလို့ရှိရင်ကိုယ့်ဟာကိုအခုရုပ်ရှင်ကြည့်တယ် watch watch ဒါမျိုးလေးတွေအစားထိုးပြီးတော့သုံးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင် cook cook verb တွေအများကြီးနောက်ထပ်အစားထိုးပြီးတော့လေ့လာသွားလို့ရတယ်အဲ့ခါမှာလေspeaking ပေါ့နော်လေ့ကျင့်ဖို့တကယ်ချင်းမရှိတဲ့သူတွေပေါ့နော်ကို partner မရှိဘူးလေ့ကျင့်ဖို့နောက်တစ်ခါကိုတယောက်တည်း self study လုပ်ရတဲ့သူတွေဆိုရင်ဒီလိုမျိုးလေးတွေကျူရေးပြီးသွားပြီပေါ့နော်ကိုက grammar သင်ခန်းစာတွေတော့သိနေပါဇက်ကမထွက်ဘူးဆိုရင်ဒါလေးတွေကိုပါဇက်ကနေထွက်ပြီးတော့ပြောပေးပါစိတ်ထဲကနေမဖတ်နဲ့နော်စိတ်ထဲကနေမဖတ်နဲ့အမြဲတမ်းကိုကလေ့ကျင့်သွားပြီးတော့နောက်ထပ် speaking လေ့ကျင့်ဖို့အတွက်နည်းတစ်ခုရှိတယ်အခုကျူဒီမှာရေးပေးထားတာတွေအကုန်လုံးကလေ positive sentence တွေကြီးပဲ positive တွေအဲ့တော့ထပ်ပြီးတော့လေ့ကျင့်ချင်တယ်ဆိုတဲ့မောင်နှမတွေကဘာတွေထပ်လေ့ကျင့်လို့ရမလဲဆိုရင် negative တွေပြောင်းပေးလို့ရပါတယ်ဥပမာ I'm eating dinner ဆိုရင်မစားဘူးဆိုတော့ I'm not eatingဒီလိုဖြစ်သွားမယ် I eat dinner ဆိုရင် I don't eat dinner သူကဒီမှာ negative ဆိုဘာဖြစ်သွားမလဲဆိုတော့ don't ဖြစ်သွားမယ် I don't eat dinner အဲ့နေရာမှာငါမေမေကညစာမစားဘူးဆိုရင် my mother doesn't eat dinner don't ကနေဘာဖြစ်သွားမလဲ doesn't ဆိုလိုတာကအများကြီး sentence တွေကိုပွားပြီးတော့သုံးသွားလို့ရတယ်အဲ့တော့ကိုတကယ်ဒီသင်ခန်းစာကိုနားလည်တဲ့အဆင်ပြေတယ်ဆက်ပြီးတော့လေ့ကျင့်ချင်တယ်ဆိုရင်ခုနကကြည့်ပြောသလိုပေါ့နော်ဒီ eat မှာအစားထိုးမယ်ဆိုရင်မှာ watch cook verb တစ်ခုခုအစားထိုးပြီးတော့လေ့ကျင့်ရင်လေ့ကျင့် verb တွေအစားထိုးပြီးပြီဆိုလို့ရှိရင်ဒီမှာ dinner မဟုတ်ဘူးကိုယ့်အကိုစားခြင်းတဲ့ဟာစားချက်ခြင်းတဲ့ဟာချက်ကြည့်ခြင်းတဲ့ဟာကြည့်လို့ရတယ်အကောင်လုံးကိုယ့်အကိုတခြားဟာတွေအစားထိုးရလို့ရပါတယ်အဲ့တော့အမှန်တော့လေဒီ present tense တစ်ခုထဲမှာတင်ကို present simple မှာတင်ကိုကျူတို့အများကြီးအစားထိုးလို့ရသေးတယ်အခုဒီမှာပေါ့နော်ဟိုညတိုင်းစားတယ်ဒါမှမဟုတ်ရင် dinner ကိုစောစောစားတယ် dinner ကိုစောစောစားတယ်ည6နာရီကျော်ရင်မစားတော့ဘူးညနေ6နာရီကျော်ရင်မစားတော့ဘူးအိမ်မှာစားတယ်အပြင်မှာစားတယ်မိသားစုနဲ့စားတယ်တငယ်ချင်းနဲ့စားတယ်အဲ့ဒါတွေကိုတစ်ချောင်းချင်းစီအများကြီးရင်လည်းရတယ်ဒါပေမဲ့ရေးပြီးသားလို့ရှိရင်တော့ခုနလိုကိုကစကားပြောဖို့မရှိတဲ့အတွက်လေ့ကျင့်ချင်တယ်ဆိုရင်အတန်လေးတွေထွက်ပြီးတော့ဖတ်မယ်အမေတခွန်းအဖြေတခွန်းကိုကို practice လုပ်သွားမယ်အဲ့လိုမျိုးလေးအချိန်ပေးဖို့လိုတယ်အများစုကဘာလို့မရကြတာလဲဆိုလို့ရှိရင်တော့ခုနလိုစာလိုမျိုးပေါ့နော်ဟိုးအရင်တော့လိုမျိုးစာလိုပဲလေ့လာကြတယ်ပါဇက်ကနေအတန်မထွက်တဲ့အခါကျတော့မထွက်ရဲတော့ဘူးပြီးတော့ကိုတယောက်တည်းဖြစ်နေတဲ့ချိန်ဆိုလို့ရှိရင်ဖုန်းထဲမှာကျတို့ voice record လုပ်ပြီးတော့လေ့ကျင့်ချင်လဲရတယ်ဒါမှမဟုတ်လို့ရှိရင်မှန်ကြည့်ပြီးတော့လေ့ကျင့်ကြည့်ဆိုလို့ရှိရင်တော့ဟိုးရင်တော့ကောက်ကိုမှန်ကြည့်ပြီးတော့ပဲလေ့ကျင့်တာပေါ့နော်ဆိုတော့လေ့လာနေမောင်နှမတွေအဆင်ပြေပါစေဒီသင်ခန်းစာလေးမှာလည်းနားလည်မယ်လို့တော့ထင်တယ်နောက်တစ်ခုကတကယ်လို့ပေါ့နော်ဒီသင်ခန်းစာကြည့်ပြီးတော့ကိုနောက်ထပ်သိချင်တဲ့ဟာလေးတွေမေးချင်တဲ့ဟာလေးတွေရှိရဆိုလို့ရှိရင်လည်း comment box ထဲမှာရေးထားလို့ရပါတယ်ကျူတို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်